ကျွန်တော်ကိုယ်တိုင်သုံးထားတဲ့ mini air cooler လေးတစ်မျိုးကျွန်တော်ပြရည်တကယ်သုံးရတာအရင်မိုက်လွန်းနေဗျာကကြီးကထလည်းမများဘူးပြီးတော့ဒီကောင်ကရိုးရိုး air cooler တော့မဟုတ်ဗျာ rechargeable mist air cooler လို့ခေါ်တယ်ဘာကွာလဲဆိုတော့ရိုး air cooler ဆိုရင်တော့ကျွန်တော်ရေထည့်မယ်ပြီးပန်ကာကရေကိုဖြတ်ပြီးတော့မောင်းလာတဲ့အတွက်အေးမယ်Miss Air Cooler ကကျွန်တော်ဒီမှာ Miss Function နှိပ်လိုက်တာ ਨੇ ရင်ငွေ့ထွက်လာတာကြီးอ่ะအဲ့ဒီလေကိုခံရတာ aircon လေကိုခံရတဲ့အတိုင်းပဲအေးတယ်ဗျာဒါပေမဲ့ aircon လေလိုမျိုးကျွန်တော်တို့က room temperature ကြီးတော့ short ကြပေးမှာမဟုတ်ဘူးသူ့လေကိုတိုက်ရိုက်ခံရတဲ့အချိန်မှာ aircon လေလိုအေးတယ်ပြီးတော့ Miss ကိုကျွန်တော်တို့က2ဆင့်အထိဖွင့်လို့ရတယ်ပြန်ပိတ်ထားလို့ရတယ်ပေါ့နော်ပြီးရင်ဒီကောင်ကအထက်မှာ battery built in ပါထားပြီးသားဗျာပန်ကာကြီးပဲတီးတန့်သုံးမယ် low speed နဲ့သုံးမယ်ဆို12နာရီလောက်ထိတောင်သုံးလို့ရတယ်ကျွန်တော်ကကြတော့အဲ့ဒီဘေး battery နဲ့ကျွန်တော်သုံးတာခဏနေကုတ်သွားမှဆိုတဲ့အတွက်ကျွန်တော် power bank အကြီးတစ်လုံးနဲ့ကျွန်တော်ချိန်ပြီးတော့သုံးတယ်ဒါကတော့ကျွန်တော်အမြဲတမ်းသုံးနေတဲ့ power bank တောက်နေတော့မှပဲ့နေပြီတဖြည်းဖြည်းနဲ့ဒီတော့ပြီးရင်သူ့မှာ rotation ပါတယ်သူတို့ခေါ်တာတော့ oscillation လာပါလားအဲ့လိုမျိုးခေါ်တယ် rotation မှာလည်းသူက60 degree rotation ဆိုတာရှိတယ်120 degree rotation ဆိုပြီးတော့နှစ်ခုရှိတယ်ဗျာ120ဆိုအဝေးပဲဟိုဘက်ဒီဘက်တော်တော်ဝေးဝေးကိုလှည့်ပြီးတယ်တော်တော်လေးမိုက်တယ်ပြီးရင်အထဲမှာ light indicator ပါပြီးသားညဘက်ဆိုရင်အဲ့ဒါလေးကမီးအိမ်လေးပုံစံမျိုးလင်းနေလိမ့်မယ်ဗျာပြီးရင် air flow ကိုလည်းကျွန်တော်တို့အပေါ်အောင် switch လုပ်လို့ရသေးတယ်တော်တော်လေးမိုက်တယ်ဒီ air cooler သုံးရတာကျွန်တော်အိမ်မှာဆိုရင် air cooler 3လုံးရှိတယ်ဗျာအကြီးတွေလည်းရှိတယ်ပြီးရင်အလေးတောက်ကြီးတွေလည်းရှိတယ်ပြီးရင်အလဲအဝိုင်းနဲ့လာတဲ့ဟာလည်းရှိတယ်ကျွန်တော်ဒီကောက်ကိုစမ်းပြီးတော့ကျွန်တော်သုံးချီနဲ့ကြွေွားလို့ကျွန်တော်ပြောတစ်လုံးကတော့ငါသုံးလိုက်တော့မယ်ရအောင်လို့ကျန်တဲ့ဟာတွေကိုရောင်းတော့ပေါ့နော်ပြီးရင် speed ကလည်း3အထိကျွန်တော်တို့ထားလို့ရတယ်ပြီးရင်ဒီကောက်အထဲမှာကျွန်တော်ပြပုံဒီ swing ကိုတော့ကျွန်တော်ပိတ်လိုက်မယ်ပေါ့နော်ဒါဒုတိယဆင့်ဒါတတိယဆင့်ဆိုသူပြန်ရောက်သွားပြီဒီတော့ဒီကောက်ကိုဖွင့်မယ်ဆိုရင်ဒီကောင်က build quality တော်တော်လေးမိုက်တယ်အပေါ်မှာကျွန်တော်တို့ magnet နဲ့ကတ်ထားတယ်ဒီကောင်လေးကိုအောက်ချလိုက်ချပြီးရင်ဒီအထဲမှာအောက်မှာကျွန်တော်ရေထည့်ပူအေးချင်ရေခဲရေထည့်ဒီထက်ပိုအေးချင်တယ်ဆိုရေခဲတုံးတွေပါထဲကိုထည့်တာတော်တော်ကြီးကိုအေးလိုက်မယ်နောက်တစ်ခုကဒီလို mist fan တွေမှာဆိုကျွန်တော်ရေယူတဲ့ပြဿနာဆိုတာရှိတယ်ဒီကမှအဲ့လိုမရှိဘူးဗျာအခုကျွန်တော်ဒီလိုအောက်ချလိုက်တော့ဒီမှာကတ်နေတဲ့ရေကတော့ဒီအောက်ကျသွားတယ်သူကသူဒီအထဲမှာရှိတယ်ဆိုရင်ရေပြန်ချမဲ့နေရာတွေအကုန်လုံးကသူကအထဲကိုပဲကျမှာဗျာအပြင်ကိုပြန်မထွက်လာဘူး mist fan တွေတော်တော်များများမှာရေယူတဲ့ပြဿနာဒီကမှလုံးဝမရှိဘူးကျွန်တော်ဖွင့်ထားတာဆိုရင်9နိုင်6နိုင်လောက်ရှိပြီဗျာလုံးဝရေမကျဘူးနောက်တစ်ခုကကြတော့ဒီ mist fan မှာအဓိကရေငွေ့ထုတ်ပြီးတာဒီကနေကျွန်တော် vibration နဲ့ရေငွေ့ထုတ်တာဗျာအဲ့ဒီနေရာကိုကျွန်တော်ဖွင့်ပြဒါလေးကိုဖွင့်လိုက်ပြီဆိုရင်အထဲမှာရေစစ်တဲ့ filter လေးနှစ်ချောင်းပါရေမှာကျွန်တော်တို့အနေတွေအမုံမွားတွေပါတယ်ဆိုရင်လေဒီ filter နှစ်ချောင်းကနေတခါတည်းစစ်ထုတ်ထားပေးပြီးသားဒီပေါ်မှာရှိတဲ့ဒီဆက်လေးတွေမပြတ်တော့ဘူးပေါ့နော်ဖိချလိုက်တာနဲ့ရေငွေ့ပြန်ပြီးတော့ထွက်လာလိမ့်မယ်ရေငွေ့ကလည်းတော်တော်ထွက်တာဒါဖုန်းထဲမှာ lighting နေနေဆိုတော့တိတ်ပြီးတော့မမြင်ရဘူးဗျာအဲ့တော့အရန်မိုက်တယ်ပြီးရင်ဒီနေရာမှာဆိုရင်ဒါသူတို့ပြောရရဆိုရေမွေးလေးထည့်တာရေမွေးဆွတ်ထားလို့ရတယ်ဒါဆိုရင်လေးမှာမွမွေးလေးပါတယ်ပေါ့ဗျာလေးမွမွေးလေးထွက်လိမ့်မယ်အဲ့တော့ brand ကလည်း alpha ဆိုတဲ့ brand နဲ့ရမယ်တစ်လုံးကို2သိန်းကျော်ကျတယ်ဆိုရင်တော့မှဒီ build quality နဲ့ဆိုတန်တယ်အခုလောလောဆယ်မှာကျွန်တော်တို့ရောင်းမိမယ်ဒီရေကဒါယူကြတယ်လို့မထင်နဲ့တော့ဒါယူကြတာမဟုတ်ဘူးတော့ဒီအဖုံးကြီးကိုကျွန်တော်ဖြုတ်လိုက်တဲ့အချိန်မှာသူကဒီတိုင်လေးတွေရဲ့ကြားထဲမှာရေလေးရှိတယ်အဲ့ဒါကိုကျွန်တော်ဒီလိုဖြုတ်ပြီးတော့ဒီလိုတွားချတော့အောက်ရေကျတယ်လို့ထင်နေတာရေယူကြတဲ့ air cooler မျိုးစားမဟုတ်ဘူးကျွန်တော်အဲ့ဒါကိုသေချာစစ်ဆေးထားပြီးသားပြီးတော့ဟာအဲ့ဒါဆိုရင်ဒီမှာရေသီးလို့ရှိရင်ဒီရေလေးတွေကလည်းအပြင်ကိုကျလာမှာလားဆိုလုံးဝမကျဘူးအဲ့ဒါကိုလည်းအာမခံတယ်ဘာလို့လဲဆိုတော့ရေကျမဲ့နေရာတွေအကုန်လုံးကအထဲဘက်ကိုပဲသူကပြန်ထားထားတာဖြစ်တဲ့အတွက်ရေကအပြင်ကိုလုံးဝမကျလာနိုင်ဘူးဗျာသူကသူရေလေးတွေတီးလာမယ်အထဲကိုပြန်ဝင်သွားမယ်ပေါ့နော်အဲ့တော့ဒါပါပဲတစ်လုံးကို3,900နဲ့9,000ဒါကတော့သူ့ရဲ့ packaging design brand alpha ဆိုတဲ့ brand ဒါ Singapore မှာ register လုပ်ထားတယ်ဆိုတဲ့ brand ထဲမှာပါတယ်တော်တော်ကြီး quality ကောင်းတဲ့ထဲမှာပါတယ်လိုချင်တယ်ဆိုရင် comment မှာ 15BT လို့ရေးပြီးတော့လူချင်းမင်းတို့မှာလို့ရပါပြီခင်ဗျာလူလိန်တွေကိုအထူးဂရုစိုက်ပေးပါ TikTok မှာတဲ့လူတွေအကုန်လုံးကကျွန်တော်အခုဒီ post ရဲ့ description ထဲမှာထည့်ထားတဲ့ဖုန်းနံပါတ်တစ်လုံးရဲ့ Viber ကနေပဲမှာပေးပါပြောဖို့ကြံသွားတယ်အထဲမှာခုနကပြောတဲ့ရေစစ် filter လေးဟာအလွတ်နောက်ထပ်2ခုထပ်ပြီးတော့ပေးထားသေးတယ်အထဲဟာလေးညစ်ပတ်ဝိုင်းရေဆေးလို့ရတယ်အရန်ကြာသွားပြီဆိုရင်နောက်ထပ် filter အသစ်လေးတွေလဲပြီးတော့လူကြီးမင်းသုံးလို့ရပါသေးတယ်အဲ့တော့ဒါပါပဲခင်ဗျာ TikTok မှာမယ်ဆိုရင်လည်း comment မှာ 15BT လို့ရေးကျွန်တော်တင်ထားပေးရဲ့ဖုန်းနံပါတ်ရဲ့ Viber ကနေတစ်ဆင့်မှာပေးပါ Facebook ကမှာမဲ့လူတွေလည်း 15BT လို့ comment မှာရေး screenshot ရိုက် Messenger ကနေတစ်ဆင့်မှာပေးပါလုံးဝချစ်စရာလေးဗျာအိမ်မှာစာကြည့်စပွဲအပေါ်မှာသုံးတဲ့အချိန်မျိုးဆိုရင်ကျွန်တော်ပြောတာလူချင်းမင်းတို့အမှတ်မမားမိစေနဲ့နော် aircon လေခံရတယ်ဆိုတဲ့အတိုင်းကိုအေးတာဒီကောင်ကဘာလို့ဆိုကျွန်တော်ကိုယ်တိုင်ခံနေလို့ကျွန်တော်အမြဲတမ်း air cooler တွေထဲမှာဆိုအကြီးတွေတောင်ကျွန်တော်ခံမှုတယ်ဒီလိုမျိုး mist မပါတဲ့အတွက်သူကရိုးရိုးလေအေးတာပဲရှိတာဒီကောင် mist ပါတဲ့အတွက်ရေငွေ့ပပလေးနဲ့ကျွန်တော်လာရိုက်နေတယ်လို့မျိုးတော်တော်လေးအေးတယ်နေလို့ထိုင်လို့တော်တော်ကောင်းတယ်အဲ့တော့ကြည့်ပေးလို့အားလုံးအထူးပဲကျေးဇူးတင်ပါလို့ချင်နေဆိုရင်မှာပါကျွန်တော်က UADC မြန်မာကကိုဖိုက် bye bye